ဒီနေ့ကတော့ဒီ click 125 coin band တွေကိုအသေးသေးလေ့လာမယ်အဲ့တော့ဒီကောင်တွေကကျတော့ဒါ click 125 model အမြင့်ပဲ2015နဲ့အထက်ဆိုရင်သူက CKB 3ခုနဲ့လာတယ်ဒီကောင်ကလည်းဒါ CKB 3ခုပဲအဲ့တော့ CKB 3ခုပဲဖြစ်ဖြစ်4ခုပဲဖြစ်ဖြစ်ကိစ္စမရှိပါဘူး coin ရဲ့ဖွဲ့စည်းပုံကတော့အတူတူပဲပြီးရင်ဒါက click 125 coin ဖြစ်လို့ click 150ပတ်လို့မရတော့မဟုတ်ဘူးပတ်နီးတွေကတော့အတူတူပါပဲ click 125ကော click 150 click 160ပြီးရင်တခြား Scoopy တွေလည်းရှိမယ်လေ Scoopy ဒါ motor ပြောက် coin တွေဆိုလဲဒီပတ်နီးနဲ့ပဲပတ်ရတယ်ပြီးရင်Yamaha Aero 145တို့ပါလို့ဆိုလဲ Yamaha Auto Bane တော်တော်များများမှာလည်းဒီ motor ပြောက် coin တွေအသုံးပြုထားတာဆိုတော့ဒီ click 125 coin ပတ်တွေကိုလေ့လာလိုက်မယ်ဆိုရင်တော့ဒါတော်တော်များများကိုပတ်သက်သွားမယ်လို့ယုံကြည်ပါတယ် coin ပတ်ခင်မှာအရင်ဆုံးတိထားမယ့်အချက်လေးတွေကိုကြည့်အောင်ဒီမှာဆိုရင် coin ထုတ်ခြင်းစီကိုဒီကိုတစ်ခုချင်းစီကိုကျွန်တော်တို့ကနံပါတ်စင်လေးတွေပေးလိုက်မယ်နံပါတ်စင်ပေးတာတော့ကိုကြိုက်တယ်လို့ပေးလို့ရတယ်ဒါပေမဲ့ကျွန်တော်နည်းနဲ့ပတ်မယ်ဆိုတော့ကျွန်တော်ပေးတယ်လို့ပေးတာပို့ပြီးတော့အဆင်ပြေတယ်နံပါတ်ပေးမယ်ဆိုရင်ဒီကောင်ကကျတော့ဒီမှာဒါဒီအဟလေးတွေကြတော့hall IC 3ခုထဲရနေ CKB စံ3ခုပေါ့ဒီကောင်က4ခုနဲ့လာတဲ့ဟာတွေလည်းအတူတူပါပဲ4ခုနဲ့လာ3ခုနဲ့လာဒီ coin ပတ်နေတော့ဒီနီးလမ်းမှာပဲကျွန်တော် click 150 click 160အကုန်လုံးကလည်း18ထုံးနဲ့လာတဲ့ coin တွေပဲအကုန်လုံးကတော့ motor ပြောက်စနစ်တွေပဲဆိုတော့ဒီ coin ပတ်နီးဟိုတင်တော့အဆင်ပြေမှာပါအဲ့တော့ကျွန်တော်နံပါတ်ပေးတယ်ဆိုရင်ဒီကနေဒီလိုတွားလိုက်တယ်1 2 3 4ဒီလိုမျိုးပတ်လိုက်တာပေါ့ဒီလိုတပတ်ပတ်မှာဒီနောက်မှပြန်ဆုံးတယ်18အဲ့တော့နံပါတ်ပေးပြီးဆိုတော့နောက်တစ်ခုသိထားမှာဒီမှာဒီအမှတ်လေးဒါကတော့ coin ကိုကျွန်တော်ကဆိုင်မှာတက်ပြီဆိုရင်ဒီကောင်ကအောက်မှာနေမှာဒီကောင်ကကျတော့ကျွန်တော်တို့မျက်နှာဟောပေါ့အပြင်ဘက်မှာနေမဲ့ကောင်ပေါ့အဲ့တော့နံပါတ်ပေးတာမှားလို့မရအောင်နော်ဒါဒီလိုမျိုးပေးတာမဟုတ်ကျွန်တော်ကကျတော့ကိုယ့်ဘက်ကိုဒီအောက်ဘက်ကိုကိုယ့်ဘက်ကိုလှည့်လိုက်တယ်ဒီလိုမျိုးပေးထားတယ်ပေါ့နံပါတ်ပေးတာဟိုဘက်တစ်ဘက်မှားရင်လည်းဒါမှားအောင်ပါနော်coin ပတ်နေပါရင်မှားကုန်မယ်အဲ့တော့နောက်တစ်ခုသိရမှာကျတော့ဒီကောင်လေးဒီအမှတ်3မှတ်အဲ့တော့ဒီကောင်ကဘာလဲဆိုတော့ neutral point လို့ခေါ်တယ်ဗျstar connection ပုံစံဖြစ်တဲ့အတွက်သူက star connection မှာဆိုရင်neutral point ဆိုတာရှိရတယ်coin ကျိုးအကုန်လုံးကိုအစဖြစ်စေအဆုံးဖြစ်စေတစ်ခုခုကိုပေါ့အကုန်လုံးစုပြီးတော့ပူထားတဲ့ကောင် neutral point လို့ခေါ်တယ် neutral point ဖြစ်တဲ့အတွက်သူကဘာနဲ့မှအဆက်အသွယ်ရှိလို့မရဘူး frame နဲ့အဆက်အသွယ်ရှိလို့မရဘူးအဓိကတော့သူတို့အချင်းချင်းကတော့အဆက်အသွယ်ရှိရတယ်ဒီမှာဒီ3ခုကအချင်းချင်းအဆက်အသွယ်ရှိရဒါပေမဲ့ frame နဲ့ဆိုရင်အတန်လာလို့မရဘူး frame နဲ့အတန်လာတယ်ဆိုရင် coin က short ကြလိမ့်မယ်ဒီကောင်က star connection ပုံစံဖြစ်တဲ့အတွက်ဒီ neutral point 3မှတ်ကဒါလည်းအရေးကြီးတယ်နော် neutral point 3မှတ်ကframe နဲ့အတန်လာလို့မရဘူးအချင်းချင်းကတော့အဆက်အသွယ်ရှိရမယ်အဲ့တော့ဒီကောင်ကကျတော့ဒါ coin နဲ့အကုန်လုံးရဲ့အစမှတ်လို့ပြောလို့ရတယ် coin နဲ့အကုန်လုံးရဲ့အစမှတ်ပဲcoin ပတ်နည်းကိုကျွန်တော်ကအဆင့်6ဆင့်ခွဲပြီးတော့လေ့လာရမှာဖြစ်တဲ့အတွက်ဒီ neutral point လေးတွေပဲကျွန်တော်ကအမှတ်နံပါတ်ပေးလိုက်မယ်1 2 3ဆိုပြီးတော့နံပါတ်ပေးလိုက်မယ်နံပါတ်ပေးပြီးမှဘယ်လိုဆက်ပြီးပတ်ရမလဲဆိုတော့လေ့လာကြည့်မယ်ကျွန်တော်သုံးရမယ့် coin ကြိုးကကျတော့ဒီမှာကြေး coin ဒါကကျတော့ကျွန်တော်ဒါပိုက်မှာပြန်ပြီးပတ်ထားတာကြေး coin မှာအချင်းကကျတော့ 1.024 mm ရှိရယ်နည်းနည်းတော့ကြီးရဗျတခြား coin ထက်နည်းနည်းလေးကြီးရယ်သူက step motor အတွက်လည်းရုံးရတာဆိုတော့နည်းနည်းလေး coin ကြိုးကတုတ်တယ်အဲ့တော့ဘယ်လိုစပြီးပတ်ရမလဲဆိုတော့ကျွန်တော်အရင်ဆုံးလေ့လာကြည့်မယ်ဒါဆိုရင်ကျွန်တော်ကပထမဆုံးတစ်ဆင့်ကို